ယာမယနာရာဇဝင်ပုံပြင်ဇလန်းအစတတဂီရိဘီလူကြီးရဲ့အရင်တိတ်ဘဝနဲ့ယာမမင်းသားဘိတနူးနမင်းကြီးဖြစ်နေစဉ်ချိန်ကသူတို့နှစ်ယောက်ရဲ့အတိတ်ကရန်မျိုးကြောင့်လူဝင်စားခြင်းဟိရန်ယခဘီလူကြီးနဲ့ဘိတနိုးနမင်းရှေးခါကလူလောကနဲ့နတ်လောကတို့အပြင်မြရဲလောကဟူတွေရှိခဲ့ရာတွင်ဟိရန်ယခဘီလူကြီးဟုခေါ်သောအလွန်ရက်စက်သည့်ဘီလူကြီးတဦးရှိခဲ့တယ်။အဲ့ဘီလူကြီးဟာမြင့်မွေတောင်ထိပ်မှာနှစ်ပေါင်းများစွာကျင့်ကြံအားထုတ်ခဲ့ပြီးဣဇဝရရှီဝနတ်မင်းကြီးထံမှအလွန်စွမ်းအားကြီးမားသောဆုလက်တစ်ခုကိုရရှိခဲ့တယ်။ဘီလူကြီးအဆုရတဲ့အချိန်မှစပြီးတော့သူစိတ်ကိုသူမထိန်တော့ပဲမမာနနဲ့ဒေါသလောဘတွေတက်လာခဲ့တဲ့ဆုလက်ရရှိခဲ့သောဟိရန်ယခုခေါ်သောဘီလူကြီးဟာလူဩဃတို့ရဲ့ကဘာမြေကိုဖျားတစ်ချက်လိုလိပ်ပြီးသူ့ချိုင်းကြားအောက်ကိုညှက်ထားပြီးတော့သူ့ရဲ့မြေအောက်ကဘာမှာတွားရောက်ပုံအောင်နေခဲ့လေတော့တယ်။အဲ့ဘီလူကြီးလူကဘာမြေကြီးကိုခိုးယူထားသောကြောင့်လောကကြီးတစ်ခုလုံးတက်လေးပါမညီမျှခြင်းကြောင့်ပျက်စီးမိရေးနဲ့ကြုံခဲ့ရပါတော့တယ်။အဲ့ဒီချိန်အခါမှာဣဇဝရနတ်မင်းကြီးရဲ့အမိတ်ရဘိတနိုးနတ်မင်းဟာတောဝက်ဖြူကြီးတစ်ကောင်အဖြစ်ရုပ်ပြောင်းလဲလိုက်ပြီးထိုဘီလူကြီးရှိတဲ့မြေအောက်ကဘာစီတို့ကိုချက်ချင်းလိုက်ဆင်းခဲ့တော့တယ်။ဟိရန်ယခဘီလူကြီးကိုတွေ့ရှိတာနဲ့ချက်ချင်းတိုက်ခိုက်ပြီးအနှုံယူလိုက်ပါတော့တယ်။အဲ့ဘီလူကြီးမှလည်းချက်ချင်းတည်ဆုံးသွားတဲ့အခါမှာဖျာလိုလိတ်ခိုးသွားတဲ့ကံ။ဘာမြေကြီးလေးချက်ကိုဘီတာနူးနတ်မင်းဟာသူ့မူလအစသူ့နေရာအတိုင်းပြန်လည်ထားပေးခဲ့လိုက်တယ်။အယုတ်တရပြည်ရဲ့ဘီတနိုးနတ်မင်းကြီးသည်ငကားပလက်လင်ပေါ်တွင်စက်တော်ခေါ်နေစဉ်သူ၏ချက်တော်မှကြာပန်းတပွင့်ပေါက်လာပြီးထိုကြာပန်းထဲတွင်အသားဖြူဖြူနှင့်ကောင်လေးတစ်ယောက်ပါလာခဲ့သည်ထိုကောင်လေးကိုဣဇဝရနတ်မင်းကြီးကတိကျမင်းထံအနံပြီးလူလောကတွင်မြို့ဒီလေးအုပ်ချုပ်စေခဲ့သည်တိကျမင်းသည်ဝိတုကမနတ်သားကိုစေလူလေးအယုတ်တရဟတ်တိမစေဤဒီကြီးကိုတီထောင်ပေးခဲ့ပြီးထိုကောင်လေးကိုအနုမာတန်နမင်းအဖြစ်ပြီးတိတ်သုံးခဲ့သည်ထိုမစ္စမတဆင့်နောင်တွင်ယာမမင်းသား၏ခမေးတော်အစာဗလအစာမင်းကြီးပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်လင်္ကာဒီပနှင့်တကီရီ၏ဆွေတော်မျိုးနွယ်များတစ်ဖက်တွင်လည်းလောကဆောင်နှမင်းကြီးသည်ပစ္စည်းယိုရင်းနေသောလင်္ကာကျွန်းကိုပြန်လည်ပြုပြင်ရန်ဝိတုကမနတ်သားကိုစေလွှတ်ခဲ့သည်ထိုကျွန်းတွင်ပထမဆုံးအုပ်ချုပ်သူဖြစ်စတုယပကြာကိုနန်းတင်ခဲ့သည်သူ၏မျိုးနွယ်မှတဆင့်လက်လေးဖက်ရှိသောလက်စုခေါ်တဲ့ဘီလူမင်းပေါ်ပေါက်လာခဲ့သည်နုံတက်ခရာဘီလူလေးနှင့်သူရဲ့စိန်လက်ညိုးမြင့်မွေတောင်ခြေတွင်နတ်ဖျားများ၏ခြေထောက်ကိုဆေးကြောပေးရသည့်နုံတက်ခရာဟုခေါ်သောဘီလူအစေခံတဦးရှိတယ်သူဟာခြေဆေးပေးတိုင်းနတ်ဖျားများ၏နိုင်ကျင့်ခြင်းခေါင်းများကိုရိုက်နှက်ကန်ကြောက်ခြင်းနှင့်အဆိုးဆုံးမှာဘီလူလေးရဲ့နှက်များနှင့်မတူသောသူ့ရဲ့ကောက်ကွေးနေသောဆံပင်ကိုဆွဲနှုတ်ခြင်းတို့ကြောင့်ဘီလူလေးမှာအကူညီမဲ့စွာနဲ့နှစ်ပေါင်းထောင်ချီများစွာတိခတ်ခဲ့ရင်းနဲ့နောက်ဆုံးသူ့ရဲ့ဆံပင်ကိုထိပ်ပြောင်သွားတဲ့အထိဘီလူလေးကိုဆက်နောက်ကျန်းလာခဲ့တော့တယ်။နုံတက်ခရာဘီလူလေးဟာထိုကိစ္စကြောင့်နှက်များကိုအလွန်နာကြီးသွားပြီးဣဇဝရနတ်မင်းကြီးထံသူကြိုက်တဲ့လူနတ်ဘသူကိုမဆိုလက်ညှိုးညွှန်လိုက်သည့်သူတိုင်းချက်ချင်းတည်ဆုံးနိုင်သောစိန်လက်ညှိုးဆိုတဲ့ဆုလက်တစ်ခုကိုနတ်မင်းကြီးထံမှတောင်းခံခဲ့တယ်။တနေ့ရောက်တော့ဘီလူလေးရဲ့စိန်လက်ညှိုးဆုရလာခဲ့သောအခါသူ့ကိုနိုင်မနှိပ်စက်ခဲ့ကြသောနတ်သားများအပြင်နတ်သမီးတွေလည်းလက်ညှိုးဖြင့်ထိုးကအဆုလိုက်အပြုံလိုက်တက်ဖြတ်ခဲ့သဖြင့်နတ်ပြည်တစ်ခုလုံးစူပူပွက်လောတိုက်ကနတ်မင်းကြီးထံတွားရောက်တိုင်ကြပါတော့တယ်။ဘီတနိုးနတ်မင်းကြီးဟာစိန်လက်ညှိုးဘီလူလေးကိုနှိမ်နှင်းရန်အလွန်လှပသောနတ်သမီးရုပ်အတွင်ဖန်ဆင်းပြောင်းလဲကစိန်လက်ညှိုးဘီလူလေးရှိမှမိမမာယာကြောင့်ကွင်းထဲမျောနေလေတော့တဲ့စိန်လက်ညှိုးဘီလူလေးဟာနတ်သမီးရဲ့ကပြားသည့်ပျော့ပြောင်းတဲ့ခန္ဓာကိုယ်ကွက်များအတိုင်းနောက်ကလိုက်ကတော့အခါစိန်လက်ညှိုးဘီလူလေးဟာနောက်ဆုံးတွင်မိမိလက်ညှိုးဖြင့်မိမိဒူးကိုပြန်ညွှန်မိသောစိန်လက်ညှိုးရဲ့တန်ခိုးကြောင့်စိန်လက်ညှိုးဘီလူလေးခြေထောက်ကျိုးကအဲ့နေရာမှာတွင်လဲကျသွားခဲ့တယ်။လဲကျနေသောစိန်လက်ညှိုးဘီလူလေးရင်ဘတ်ကိုနတ်သမီးကနေဘီတနိုးနတ်မင်းပြန်လဲပြောင်းလဲကဘီလူလေးရဲ့ရင်ဘတ်နင်းထားချိန်တွင်စိန်လက်ညှိုးဘီလူလေးဟာဘီတနိုးနတ်မင်းကြီးကိုပြောလိုက်တယ်။ကိုရောကလက်လေးဖက်ရှိပြီးကျုပ်ကလက်နှစ်ဖက်တဲမှုမင်းကလေးလိုကျွန်တော်ကိုလှည့်စားပြီးမှအနိုင်ရခဲ့လိုက်တာပါ။ခုနတ်မင်းကြီးကိုဒေါသဆော့ပါတော့တယ်။ထိုအခါဘီတနိုးနတ်မင်းကစိန်ခေါ်လိုက်တော့တယ်။မင်းရဲ့နောင်ဘဝမှာငါကမင်းကိုခေါင်း30လုံးနဲ့လက်20ချောင်းပါရှိတဲ့တန်ခိုးစွမ်းအားအပြည့်နဲ့ဘီလူများအားလုံးအပေါ်မှာအာနာကြီးမားတဲ့တထဂီရိဘီလူမင်းအဖြစ်ပြန်လဲမွေးဖွားစေငါကမူလက်နှစ်ဖက်တဲတာရှိသောအယက်သားတာမန်ယောက်ျားယာမဟုခေါ်တဲ့လူဖြစ်ပြန်လဲဝင်စားကခေါင်း10လုံးလက်20ချောင်းရှိတဲ့တထဂီရိဘီလူဆိုတဲ့မင်းကိုငါထက်ပြီးတေအောင်လိုက်လံနေတက်ဖြတ်အနှုံယူပြမည်ဟုကျိန်စာကတိပေးပြီးစိန်လက်ညှိုးဘီလူလေးလဲနာကြည်သောမျက်လုံးဖြင့်ကြည့်ကခေါင်းငိတ်လိုက်တော့တယ်ထို့နောက်ဘီတနိုးနတ်မင်းလဲနုံတက်ခရာစိန်လက်ညှိုးဘီလူလေးခေါင်းကိုဖျက်လိုက်ရာဘီလူလေးဝိညာဉ်ဟာလင်္ကာဒီပဖရင်မင်းမြတ်ကြီးရဲ့မိဖူရဝမ်းတွင်မှာဝင်ရောက်တနေဒီကခေါင်း30လုံးနဲ့လက်20ပြည့်ရှိသောတခဂီရိခေါ်ယာဝနာဘီလူလေးအဖြစ်သူတို့နှစ်ယောက်ထားခဲ့ကြတဲ့ဂတိအတိုင်းမွေးဖွားလာခဲ့ပါတော့တယ်ဗျာ